Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ blog လေးကတော့ကျောင်းပြရမှာဘာတွေလုပ်လဲဆိုတာကိုရိုက်ပြထားတဲ့ blog လေးပဲဖြစ်ပါတယ်ရှင်အရင်ဆုံးခေါင်းဖုံးနေနဲ့တပတ်တီကိုလျှော်ဖို့အတွက်ရေစိမ်ထားလိုက်တယ်ပေါ့နော်ရေစိမ်တာကဝှေ့လျှော်တဲ့အခါမှာကြီးရေပြောင်းတယ်လို့ခံစားရတယ်ပေါ့နော်ဒါကြောင့်မို့လျှော်ရလည်းလွယ်တယ်အဲဒါကြောင့်မို့အရင်ဆုံးစပြာနဲ့ရေစိမ်ထားပါတယ်ကောင်းဖုံးနေတပတ်တီဆိုတာကမျက်နှာနဲ့ထိတွေ့ရဆုံးတော့အရာကြီးဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့လိုကောင်းဖုံးနေတပတ်တီကိုတပတ်ကို2ခါလောက်တော့လျှော်တင်ပါတယ်ကျမကျတော့ကျောင်းဖွင့်နေရတဲ့ပါနေဆိုတော့မအားလို့တပတ်ကိုတစ်ခါကတော့လျှော်ဖြစ်ပါတယ်ညပြီးရောလျှော်ပြီးတဲ့အတွက်ကြောင့်မလို့လှမ်းထားလိုက်တယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်တော့ဖျားပန်းနေလဲပါတယ်ဒီနေ့ဖျားပန်းကတော့ခဏမှပန်းအပွင့်အတီးတီးလေးတွေပဲဝယ်ခဲ့ပါတယ်ဖျားပန်းဆိုလို့ရှိရင်အဲ့လိုအပွင့်လေးတွေကတ်ရတော့ပို့ပြီးတော့သဘောကျရပေါ့နော်အဲ့လိုအပွင့်ထဲမှာမှဖြူအောင်ပန်းကတ်တာကများပါတယ်အင်းကလည်းအမြဲလိုဖြူအောင်ပန်းပွင့်လေးပဲဝယ်တာများရပေါ့နော်ဂျာရက်ဒီမှာတော့မလုပ်ဖြစ်ပါဘူးဒီလိုចောင်းပေးရက်ဒီမှာဆိုလို့ရှိရင်တော့ကျမကိုယ်တိုင်လည်းဖျားပန်းလဲပါတယ်ဖျားပန်းလဲလိုက်ချင်အပြင်စိတ်ထဲမှာကြည်လင်နေပေါ့နော်ပြီးတော့ပီတိလည်းဖြစ်ရတယ်ဘာလို့လဲမသိဘူးအေးချမ်းနေလို့ခံစားရလို့ပါအဲအကြောင်းမို့လို့ဂျာရက်ဒီမှာဆိုလို့ရှိရင်တော့မလုပ်ဖြစ်ဘူးလို့နော်ဒီလိုကြောင်ပြရက်ဒီမှာဆိုလို့ရှိရင်တော့လုပ်ဖြစ်ပါတယ်စိတ်ရင်းတွေကြောင်ပြရက်ကတော့ဒီလိုအလုပ်လေးလုပ်တာနဲ့ကုံဆုံးတာများပါတယ်ပြင်းနေပိုင်းလည်းတိတ်ပြီးတော့မတွားဖြစ်ဘူးပေါ့နော်အိမ်တန်ရှိလုပ်တယ်ဒီမှာလှုပ်ရှားရှိရာလေးတွေကိုလုပ်ရင်းနဲ့ပဲကျုံပြရက်ကိုဖြတ်တန်းတာကများပါတယ်ဒါတော့ကျွန်တော်တို့အိမ်မှာရှိရဲ့ဩဇာတီပြင်အတီးလေးတွေရိုက်ပြထားပါတော့ဒီနှစ်ကတော့အတီးကြီးတော်တော်များရဲ့အခုမှတီးတီးလေးပဲရှိသေးရပေါ့နော်မမေ့သေးပါဘူးအရင်နှစ်ကထပ်ပို့ပြီးတော့များတဲ့အတီးလေးတွေကအဲ့ဒါပြီးလို့ရှိရင်တော့လှုပ်ရှားရည်လည်းပြီးပြီဆိုတဲ့အတွက်ကြောင့်မလို့ရေချိုးလိုက်ပါတယ်ဒီနေ့ကကျုံပြည့်ဖြစ်တာမလို့ကောင်းအောင်မှာတစ်ခါတည်းလျှော်လိုက်တယ်ပေါ့နော်ခဏလျှော်ထားတဲ့ဂျပန်နဲ့ပဲချက်ချင်းပြန်တုပ်လိုက်ပါတယ်ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲရှင်အဆုံးထိကြည့်ပြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးပဲတင်ပါတယ်ရှင်